Okay ကျွန်တော်တို့ရဲ့ Photoshop ကိုကျွန်တော်တို့ဖွင့်လိုက်ပြီဆိုရင်ပထမအဆုံးတည်ထားမယ့်အချက်တွေပြောပြမှာဖြစ်ပါတယ်ဒီဗီဒီယိုက Okay ပထမအဆုံးဒီ Adobe Photoshop CS3 Extended စသဖြင့်ဒီမှာ CS6 ဆိုလဲ CS6 ဒီလိုလာပေါ်နေလိမ့်မယ် CS5 ဆိုလဲ CS5 ဒါကိုသူက title bar လို့ခေါ်တယ် title bar ကဘယ်ထိပါဝင်တက်ဆိုင်လဲဆိုရင် minimize restore down close ဒီထိပါဝင်တက်ဆိုင်ပါတယ်နောက်ထပ်တစ်ခုကဒီ title bar ရဲ့အောက်မှာရှိတဲ့ menu bar ကဘယ်ဟာတွေလဲဆိုရင်ဒီခု file edit image layer စသဖြင့်ဒီတန်းရှည်ကြီးကိုသူက menu bar လို့ခေါ်တယ်အဲ့တော့ဒီ menu bar မှာတစ်ခုချင်းစီခေါ်မယ်ဆိုရင် file tab edit tab image tab layer tab စသဖြင့်ခေါ်ရမယ်ဒီတက်ဆိုင်ရာ tab တွေကိုဟုတ်ပြီဒီ menu bar ရဲ့အောက်မှာတော့ဒီအရာတန်းရှည်ကြီးလေးကဒါ 2 option bar လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့2 option bar ဒါဒီထိဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီ2 option bar မှာထူးထူးခြားခြားမှတ်ရမယ့်အရာကဒီမှာဒီကောင်လေးဖြစ်ပါတယ်ဒီဟာကို go to bridge လို့ခေါ်ပါတယ်နောက်တစ်ခုဒီကောင်ကို workspace လို့ခေါ်ပါတယ်ဒီညာဘက်ချမ်းမှာရှိတဲ့ဟာကိုကြည့်ရအောင်လက်ရှိတစ်ခုကျွန်တော် mouse သွားတဲ့ဒီနေရာဒီထီကိုကသူက plate လို့ခေါ်ပါတယ်ထပ်ပြီးတော့ဒီခုလက်ရှိဒီ mouse သွားတဲ့ဒီတန်းလေးကိုကသူကဘာခေါ်လဲဆိုရင် plate wheel လို့ခေါ်ပါတယ်လက်ရှိ mouse သွားတဲ့ဒီဘက်ချမ်းကဘာခေါ်လဲဆိုရင်2ပေါက်လို့ခေါ်ပါတယ်အဲ့တော့ဒီ2ပေါက်ကိုရွှေ့ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘယ်လိုရွှေ့ရမလဲဆိုရင်ဒီတေးသေးလေးဒီခု mouse နေရာယူထားဒီနေရာလေးမှာကျွန်တော်တို့ဒီလိုဖိပြီးတော့ဒီလိုရွှေ့လိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒါ2ပေါက်ကိုကျွန်တော်တို့အရွှေ့ပြောင်းလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီ2ပေါက်ကိုကျွန်တော်2မျိုးတုံးလို့ရပါတယ်ဒီ2ထိပ်နားမှာတေးသေးလေးများရှိတယ်ဒါလေးကိုထိလိုက်မှဆိုရင်သူကဒီ2ပေါက်ကပုံစံကတူတော့ဖြစ်ပါတယ်ဒီတေးသေးလေးကိုထပ်ထိလိုက်မှဆိုရင်ရှည်တော့တယ်တေးသေးလေးကိုထပ်ထိလိုက်မှဆိုရင်တူတော့တယ်โอเคဒါကတော့2ပေါက်အရွှေ့ပြောင်းဖြစ်ပါတယ်မိမိစိတ်တိုင်းကြရွှေ့လို့ရပါတယ်ဟုတ်ပြီကျွန်တော်တို့ပြန်ကတ်မှဆိုရင်ဒီညာလေးကိုလာကတ်မှမူရင်းတိုင်းပြန်ဖြစ်ခြင်းနဲ့ဆိုရင်ဒီအပေါ်ကဒီတေးလေးကိုလာထိလိုက်မှဒါဆိုရင်မူရင်းတိုင်းဖြစ်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအခေါ်အဝေါ်လေးတွေပေါ့အဲ့တော့2ပေါက်တိပြီဟုတ်ပြီဒီအောက်ကမြင်နေတဲ့ဒီအတန်းလေးကျွန်တော် mouse ပြတဲ့ဒီအတန်းလေးကကျွန်တော်တို့တစ်ခုခုအလုပ်လုပ်တယ်ဆိုရင်ဒီမှာအတန်းအရှိကြီးလာပေါ်မှာဖြစ်ပါတယ်ထားပါတော့ကျွန်တော်ဒီဓာတ်ပုံကို minimize လုပ်ထားတာဖြစ်ပါတယ်ဒီ restore down လေးပြန်နှိပ်လိုက်မယ်ဆိုရင်မြင်ကွင်းအကြီးမြင်ရမှာဖြစ်ပါတယ်အဲ့လိုမြင်ရတဲ့အရာကိုဒီမှာကျွန်တော်လာပြတဲ့ဘားလေးပေါ့ဒီဘားတန်းအရှိကြီးကိုသူက status bar လို့ခေါ်ပါတယ်အဲ့ဒီ status bar ကို Photoshop status bar ဆိုပြီးတော့မှတ်ယူပါဒီအောက်က status bar တွေနဲ့လာပြီးတော့မရောပါစေနဲ့ပြီးကျွန်တော်တို့ကဒီကိုအလုပ်တစ်ခုခုလုပ်တဲ့ဒီအရာကိုဘယ်နေရာမှာလာပြလဲဆိုရင်ဒီ title bar မှာကျွန်တော်တို့ကလာကြည့်လို့ရပါတယ်ဆော့ဆော့ကဒီ title bar မှာ Adobe Photoshop CS3 Extended ဆိုပြီးရှိတာကျွန်တော်တို့ဓာတ်ပုံတစ်ခုခေါ်လိုက်တာနဲ့ကွင်းပိန်နဲ့ဒီခုလိုမျိုး title bar မှာမြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီခုဒီအလုပ်လုပ်တဲ့ဒီအရာက work area လို့ခေါ်ပါတယ်ကျေးဇူးများတင်ပါတယ်နောက်ပိုင်းမှာပြန်တွေ့ရအောင်